မိန်းကလေးတွေစိတ်ပြတ်သွားတတ်တဲ့ယောက်ျားလေးတွေမျိုးစားတွေပေါ့နော်အဲ့ဒါဘယ်လိုလူမျိုးတွေလဲဆိုတော့အရှိစကားနဲ့အနောက်စကားမညီတဲ့သူမျိုးပြီးတော့အရှိတစ်မျိုးနောက်တစ်မျိုးအရှိတစ်မျိုးကွက်ရတစ်မျိုးမဟုတ်တော့အရှိတစ်မျိုးအနောက်တစ်မျိုးအခုတစ်မျိုးတော်ကြတစ်မျိုးအခုအရင်ဂယုစိုက်တယ်ခဏနေကြာပြစ်ထားတတ်တယ်ပြီးရင်သူဂယုစိုက်ချင်ပြန်ဂယုစိုက်တယ်အဲ့လိုလူမျိုးတွေဆိုရင်လည်းကောင်းမလူတွေကမကြိုက်ဘူးဒါလင်မယားကြားမှာဆိုလည်းအဲ့လိုမျိုးပဲသိလားလိုတဲ့အချိန်မှာတုံးတယ်ဆိုရင်လင်မယားကြားမှာလည်းမိန်းမတွေကမကြိုက်ဘူးနောက်တစ်ခုကကြာမိန်းမတွေကျမတို့မိန်းမတွေအကြိုက်ဆုံးရပါလဲသိလားစကားပြောရတာအရမ်းကြိုက်တာကျမအစစကားပြောတဲ့ခါကြလို့ရှိရင်လေယောက်ျားကနားထောင်ပြီးယောက်ျားကလေသူပြောတဲ့စကားကိုဒီနားမထောင်စိတ်ပါဝင်သားသွားတယ်နားမထောင်ဆိုအဲ့မိန်းမနဲ့အစင်ပြေဖို့တိတ်အကြောင်းရမရှိတော့ဘူးသိလားပြောချင်တာလေဟိုလိုမိန်းမတွေကပွားတယ်မွေးရပါသူတို့ဗီဇကမိန်းမ10ယောက်10ယောက်လောက်ပွားတတ်တယ်ဒါပေမဲ့အဲ့ဒါလေလူတိုင်းကိုလိုက်ပွားနေရတာမဟုတ်သူချစ်တဲ့ယောက်ျားကိုပဲသူလိုက်ပြီးတော့သူရဲ့ခံစားချက်ဒီနေ့ဘာဖြစ်ခဲ့တယ်ဘယ်လိုတွေ့ကြုံခဲ့တယ်ဘယ်လိုဖြစ်တယ်ဈေးထဲမှာဘာညာပေါ့နော်အဲ့လိုမျိုးအကြောင်းအရာတွေကသာပြောတတ်တယ်အဲ့လိုအကြောင်းအရာတွေကိုနားထောင်ပေးနေတဲ့ရွေစိတ်ပါလက်ပါနားထောင်ပေးနေတဲ့အဲ့မိန်းမနဲ့အဆင်ပြေတယ်မယုံရင်စမ်းကြည့်လိုက်ဒါကျမလက်တွေ့ရဲ့ဖြစ်တဲ့ပြစ်တဲ့အကြောင်းအရာတွေပဲကျမပြောပြနော်နောက်တစ်ခုကကြတော့လေတာဝန်ယူတတ်တဲ့စိတ်ရှိတဲ့သူနဲ့တာဝန်မယူတတ်တဲ့သူဆိုရင်တာဝန်မယူတတ်တဲ့သူကမိန်းကလေးစိတ်ပြတ်တတ်တယ်ဘာလို့လဲဆိုဥပမာကျမတို့ဆိုရင်နေ့စဉ်နေ့တိုင်းပေါ့နော်ပြဿနာတွေအခက်ခဲကျမတို့နေ့တိုင်းကြုံနေရနော်လူတိုင်းကြုံရတယ်အဲ့ကြလို့ရှိရင်တာဝန်ယူတတ်တဲ့သူဆိုလို့ရှိရင်မိန်းကလေးကပို့ပြီးတော့ချစ်တယ်ပို့ပြီးတော့လေးစားတယ်တာဝန်မယူတတ်တဲ့သူဆိုရင်မနေ့ကပြောသွားတဲ့အတိုင်းအထင်သေးခံရဖို့အရန်နီးစက်တယ်နောက်တစ်ခုကကြတော့တချို့တွေဆိုတော်တော်ကြီးလက်ခံခြင်းမလက်ခံနိုင်လိမ့်မယ်အဲ့ဒါပါလဲဆိုတော့တကိုယ်ရည်တန်ရှင်းမှုအားနည်းတဲ့အမျိုးသားတွေကိုလည်းမိန်းကလေးတွေကမကြိုက်ပါဘူးနောက်တစ်ခုကကြတော့ဘောင်ကျော်တဲ့သူတွေမကြိုက်ဘူးမိန်းကလေးတွေကဘောင်မကျော်နဲ့တူလဲကျော်မှာမဟုတ်ဘူးကျော်တဲ့သူရှိရင်ရှိမယ်ဒါကတော့ကျမပြောတချို့ပေါ့နော်တချို့ကဘောင်ကျော်တဲ့ကျော်တတ်လိမ့်မယ်ဒါပေမဲ့ကျမပြောတာအများစုမိန်းကလေးတွေကဘောင်ကျော်တာမကြိုက်ဘူးအဲ့တော့မိန်းကလေးတွေကစိတ်ပြတ်သွားရင်ရံမဖြစ်တော့ဘူးမနေ့ကပြောသလိုပဲရံမဖြစ်တော့တိတ်စိတ်နဲ့သူကအဲ့ရဲ့ relationship ကိုသူက move on နေတာသိလားတွဲနေရင်လည်းညားနေရင်လည်း move on နေတာပြီးတော့မှသူတို့ကဒိုးကလည်းမကြည့်တော့အဲ့လိုမျိုးဖြစ်တတ်တယ်နော်ကျေးဇူးပါတတပါဒါလေးလာပြောပြရပါနေ့ဒီဗီဒီယိုကြည့်နေတဲ့သူကိုကျမကအရင်နှီးဆုံးတငယ်ချင်းတယောက်အနေနဲ့အကြံလေးတစ်ခုပေးခြင်းတယ်မိန်းကလေးဆိုရင်မိန်းကလေးတငယ်ချင်းနေရပေါ့နော်ကြည့်ရှုတဲ့သူကယောက်ျားလေးဆိုရင်လည်းယောက်ျားလေးတငယ်ချင်းတယောက်နေရနေပြီးတော့အနည်းဆုံးတငယ်ချင်းတယောက်နေရနေပြီးတော့အကြံဉာဏ်လေးတစ်ခုပေးခြင်းတယ်အဲ့ဒါပါလဲဆိုတော့ကိုနဲ့ပြတ်သွားတဲ့ S အကြောင်းကို social media မှာမကောင်းကြောင်းတွေတင်နေတာတွေကိုရှင်းလိုက်တော့လူတွေကကိုယ့်နေရာကနေဘယ်သူမှမခံစားပေးဘူးဘယ်သူမှကိုယ့်ကိုမတနာဘူး S ကမားနေတယ်ကိုကမှန်နေတယ်လို့လည်းဘယ်သူမှမတွေးဘူးဒါပေမဲ့ကိုယ့်ကိုလေမြောက်ပွဲကြည့်တယ်လို့ပဲကြည့်သွားမှာဟဲ့ तू ကအဲ့လိုကြီးလား तू ကအဲ့လိုလူကြီးနဲ့ဖြစ်ခဲ့တာလားတွဲခဲ့တာလားညားခဲ့တာလားဆိုပြီးအဲ့လိုမျိုးပဲကြည့်နေမှာပြီးလို့ရှိရင်လည်းနောက်9မိနစ်လောက်နေငါဒီနေ့ဘာစားရင်ကောင်းမလဲအဲ့လိုပဲလူတွေကစဉ်းစားနေမှာကို့အကြောင်းဘယ်သူမှကဘာကြီးอ่ะကွာကို့ဘ ਹੁ ပြုတ်ပြီးလဲပတ်နေတာမဟုတ်ကွာတငယ်ချင်းအားသိလားအဲ့တော့လူတွေသိအောင်လို့ကိုယ့်ရဲ့ relationship ကဘယ်လောက်တောင်စုပ်ပြတ်တတ်နေတယ်ဆိုတဲ့အကြောင်းတွေကိုချမပြပါနဲ့တော့အဲ့လိုလုံးမဲ့စားပတ်စံနေပို့ရှာလိုက်ကိုပိုလာသွားအောင်လုပ်လိုက်ကိုဘဝကြီးပို့ပြီးကောင်းသွားအောင်တိုးတက်သွားအောင်လုပ်လိုက်အဲ့ဆိုမင်းဘဝအရင်နှီးလို့ကောင်းသွားမှာတကယ်ချင်းအားလေးလာပြောပြရနော်တကယ်ချင်းတတ